လက်မောင်းတစ်ခုကြီးထွားဖို့အတွက်ဆိုရင်ဘိုင်းဆက်တက်ဆိုင်ထွိုင်းဆက်ကြီးအောင်လုပ်ရင်ပို့ပြီးလက်မောင်းဘူးကြီးမြတ်နော်ထွိုင်းဆက်ကစားနည်းကိုရောက်လာပြီနော်ထွိုင်းဆက်ကစားနည်းကိုဘယ်လိုကစားမလဲပြပေးမယ်လက်မောင်းတစ်ခုကြီးထွားဖို့အတွက်ဆိုရင်ဘိုင်းဆက်တက်ဆိုင်ထွိုင်းဆက်ကြီးအောင်လုပ်ရင်ပို့ပြီးလက်မောင်းဘူးကြီးမြတ်နော်အဲ့တော့အလွယ်ဆုံးနည်းလေးကိုပြပေးမယ်ဘူးဘာကိုကန်လိုက်ပြီနော်ကန်လိုက်တဲ့ခါရောက်ရင်ဒီလက်တွေကအရှိကိုမထုတ်ဘူးနော် long hack ပေါ့နော် long hack ကိုထိအောင်ထွိုင်းဆက် long hack ထိမှဖြစ်တဲ့အတွက်ဒီလက်ကိုဒီလိုခုခန္ဓာကိုယ်နဲ့ကက်လက်ကိုဆွဲထားမယ်ပြီးသွားရင်လက်ကိုဒီ90 degree ကနေစပွားရင်အောက်ကိုဆန့်ချတဲ့ခါရောက်ရင်လက်မောင်းလောက်ကြွသားနဲ့မဆန့်ချနော်ဆိုတော့လက်တွေဒီလိုမပါသွားဘူးဒီလိုမျိုးတွေလွှဲရမ်းတာမျိုးဟိုဘက်နဲ့လက်ကိုလော့ချထားမယ်ပြောနေကြတိုင်းပဲပြီးပြီဆိုရင်အောက်ကိုဆန့်ချတဲ့ခါရောက်ကြွသားလေးနဲ့ထိန်းပြီးတော့ဒီနောက်မှာ break ဖမ်းမယ်ပြီးရင်ပြန်ပြီးတော့90 degree ပဲဒီလောက်ထိပါသွားစရာမလို90 degree တော့ break ပြန်ဖမ်းပြီးရင်ဒီအောက်မှာ break ထပ်ဖမ်းထိုင်စမ်းတယ်ပဲထက်ညက်ပြန်ဖမ်းနော်ဒီကစားရလွယ်တော့လွယ်တယ်ဒါပေမဲ့ဖြည်းဖြည်းချင်း brain ကိုထိန်းပြီးတော့ဆော့သွားရင်ဒီ twine set ကြွက်သားကိုပို့ပြီးတော့လှုပ်ဆောင်မှုပေးတယ်ပို့ပြီးတော့လည်းထိရောက်တယ်အခု twine set ကစားနည်းပြပြီးပြီဆိုတော့နောက်ထပ်ကစားနည်းအနေနဲ့ဒီပေါင်းတော့ကြွက်သားကိုထိရောက်တဲ့ကစားနည်းကိုပြပေးမယ်အဲ့အတွက်ဒီကျွန်တော်တို့ page ကိုဆက်လက်စောင့်ကြည့်ဖို့အတွက် like and follow လေးလုပ်ထားပေးပါတကယ်လို့ဝေဖန်ကျင်တာပဲဖြစ်အကြံပြုကျင်တာပဲဖြစ် comment မှာကြည့်ပြလို့ရပါတယ်နောက်ဝီမှာပြန်တွေ့ကြ